တက်ဖို့သားနဲ့ဗလီကားကဘာလိုမျိုးလဲသိချင်တာပါစာအုပ်ထဲမှာတော့ဖတ်ခဲ့ဘူးပါတယ်ဒါပေမဲ့စာအုပ်ထဲမှာကျတော့ဟိုလိုဒီလိုမတင်မကြရဖြစ်နေကွာဟိုစာအုပ်ထဲမှာရေးထားကြတော့ဒီတက်ဖို့သားနဲ့ဗလီကားကဒီအိန္ဒိယလူမျိုးတွေနဲ့ဒီနောက်တိုင်းတမိုင်းဆရာကြီးတွေကပြောတာကြတော့တက်ဖို့သားနဲ့ဗလီကအိန္ဒိယနွယ်ဘွားလို့ပြောကြတယ်လားတို့ဗမာလူမျိုးတွေကကြတော့ဒီတက်ဖို့သားနဲ့ဗလီကာကဥက္ကလာပတိုင်းကလာလို့ဗမာလူမျိုးလို့ပဲတို့မြန်မာလူမျိုးတွေကသူတို့ညီနောင်နှစ်ပါးကမြန်မာလူမျိုးလို့ပဲသူတို့ကတတိကျပြောကြတာပေါ့နော်ပြောကြတော့နှစ်ဖက်စလုံးကတွေးတာတွေကတဲ့နှစ်ဖက်လုံးမှန်နေနိုင်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တို့မြန်မာနိုင်ငံကကွာအနောက်ဘက်မှာဆိုအိန္ဒိယရှိရကွာရှေ့ဘက်မှာဆိုတရုတ်ပြည်ရှိရကွာတရုတ်ပြည်ရှိတော့အဲ့ဒီခေတ်ဖျားမပွင့်ခင်အချိန်တုန်းကအဲ့ဒီအိန္ဒိယပြည်နဲ့တရုတ်ပြည်ကကုန်စည်ကူးတန်းရောင်းဝယ်ရှိရကွာရှိတော့သူတို့ကတစ်ဖက်ဟိုအိန္ဒိယနိုင်ငံကနေပြီးဟိုဘက်နိုင်ငံကိုတရုတ်ပြည်လိုပဲသွားခြင်းဒုမြန်မာနိုင်ငံကိုဖြတ်ပြီးမှသွားလို့ရတယ်သွားလို့ရတော့ကျတော့ဟိုတို့နိုင်ငံကိုအိန္ဒိယလူမျိုးတွေလည်းဝင်လာတာရှိတယ်လို့တရုတ်လူမျိုးတွေလည်းဝင်လာတာရှိတယ်အဲကြောင့်မလို့ဒီညီနောင်နှစ်ပါးကဒီဟိုဘက်အိန္ဒိယပြည်ဘက်ကနေပြီးတော့ဒီမှာဟိုကုံရောင်းကုံဝယ်လုပ်ရင်းနဲ့တို့မြန်မာပြည်မှာအခြေချနေထိုင်တဲ့အဲ့ပေါ့နော်အိန္ဒိယလူမျိုးလည်းဖြစ်နိုင်တယ်ပေါ့ကွာအဲ့လိုမျိုးစာအုပ်ထဲမှာတော့မျိုးပြောကြသူကရေချောင်းကကုန်တယ်လေကုန်းချောင်းကုန်တယ်ကုန်းချောင်းလေကုန်းချောင်းကုန်တယ်အိန္ဒိယကနေပြီးတော့တရုတ်ကိုမင်းမန္တလေးလမ်းတိုင်းဖြတ်လို့မရဘူးဘာလို့ရန်ကုန်ဖြတ်လဲအဲ့တော့ဒီဘာလို့ဒွိတပောင်မင်းကြီးလေဒွိတပောင်မင်းကြီးတည်ထားတဲ့တရေခေတ္တရာပြည်ရလဲအဲ့ဒီခေတ်မှာစပြိုးခဲ့တာကုန်းသွယ်မှုလွယ်ကူအောင်လို့ဆိုပြီးတော့တည်ထောင်ထားတဲ့ပြည်နယ်တဲ့အဲ့ပြည်နယ်ဒီထဲမှာတဖုတ်သားနဲ့ဗလီကာကတဲ့နော်အိန္ဒိယအနောက်ဘက်အရှေ့ပိုင်းဒေသဩစကာဩကလာဒေသတဲ့ဟုတ်တယ်တမိုင်းဆိုင်ရာရေးပါမှုတဲ့ဗုဒ္ဓမြတ်စွာဘုရားကြီးတဲ့ပထမဆုံးအလှခံသူတဲ့စံတော်အလှခံစံတော်ကိုယူဆောင်ပြီးရွှေတကုံတိဆောက်မှာအခြေခံရွှေတကုံတိဆောက်ရွှေတကုံဘုရားကိုသူတို့တိဆောက်ခဲ့တယ်ပေါ့ကွာအဲ့လိုရေးခဲ့တယ်ပေါ့ဟဲ့